ဘယ်အချိန်ထက်တာလဲတဲ့ယထာထက်တဲ့အချိန်လေးတွေပြောပြပေးမယ်နော်တောင်ကြီးပေါ်မှုယထာကနနက်9 နိုင်ဆိုထွက်ပါတယ်ကြိုတင်ဘုတ်ကင်တွေကတော့အရှိရက်မှာကြိုပြီးတော့ဘုတ်ကင်တင်ပြီးတော့မှလက်မှတ်ကိုကြိုဖြတ်လို့ရတယ်လို့ဘုတ်ကင်တင်ထားပြီးတော့သွားမင်းနေ့မနက်မှာဘူရာမှာ7 နိုင်ရစပြီးတော့လက်မှတ်တွေကိုရောင်းပေးတာရှိပါတယ်ဒါပေမဲ့ဒီချားထဲမှာရှယ်ကျူးတွေအပြောင်းလဲဖြစ်သွားမယ်ဆိုလို့ရှိရင်တော့သူတို့ကယထာလက်မှတ်ကိုကြိုဖြတ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကတော့ဘူရာနဲ့ confirm လုပ်ပြီးပါပါနော်ဖုန်းလေးဆက်ပြီးတော့အဲ့ဒါကဘူရာကိုဖုန်းလေးဆက်ပြီး confirm လုပ်ပြီးပါရှင်ပေါ်မူတောင်ကြီးအပျော်စီယထာကတော့မနက်9 နာရီအထိထွက်ပါတယ်တကယ်လို့တောင်ကြီးကနေပြီးတော့တာစီကိုသွားတဲ့ယထာကိုစီးခဲ့မယ်ဆိုလို့ရှိရင်တော့တောင်ကြီးကနေပြီးတော့မှသူက6 နိုင်ထွက်ပါတယ်ရှင်9 နိုင်ခွဲရောက်ဘူရာကိုသွားပြီးတော့လက်မှတ်ကြိုဖြတ်ရမှာဖြစ်ပါတယ်အရင်တော့သိတာတော့3 ရက်ကြိုပြီးတော့ဘုကင်တရားလို့သိပါတယ်အခုတော့အပြောင်းလဲတွေရှိနေတယ်ရှိနိုင်ပါတယ်ရှင်တောင်ကြီးပေါ်မြထားကတစ်ပတ်ကိုစနေတနင်္ဂနွေပြေးဆွဲပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်စီးရသူများတယ်ဆိုလို့ရှိရင်တို့ကတချို့ပိတ်ရက်တွေကိုတရက်ထဲဦးမှာ2 ခါပြေးဆွဲပေးပါတယ်အခုနောက်ပိုင်းတော့တောင်ကြီးမှာယထာခေါင်းတွဲရလဲကိုပိုင်ခေါင်းတွဲတွေရထားတာဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ချင်တာမလို့ရှိရင်တော့ public holiday လို့မျိုးဂျားပိတ်ရက်တွေပေါ့နော်အစိုးရရုံးပိတ်ရက်တွေမှာလည်းပြေးဆွဲပေးမယ်လို့ထင်ပါတယ်နောက်ထပ်ပေါ့နော်တချို့တွေကလာပြေးလားခွေလို့ဈေးပိတ်ရက်တွေမှာဈေးသမားတွေကသွားပြီးတော့မှဒီထားကိုစီးချင်တဲ့သူတွေအတွက်လည်းဒီလိုအခုခေါင်းတွဲလေးရတဲ့အတွက်ကြောင့်မို့လို့ဒီလိုအစီအစဉ်လေးနောက်ထပ်ရှိလာမယ်လို့ဒါယူဆရပါတယ်တချို့ private ကျောင်းတွေပေါ့နော်ကိုပိုင်ကျောင်းတွေတချို့လေးလာရေးသွားချင်တဲ့သူတွေအဖွဲ့အစည်းတွေအသင်းအဖွဲ့တွေအနေနဲ့လည်းဒီယထာထွဲရပေါ့နော်သူကရိုးတန်းက3 တွဲအထက်တန်းက2 တွဲကိုတွဲပြက်ငှားပြီးတော့မှဂျားရက်တွေမှာလေးလာရေးခီးစဉ်အတွက်အပျော်ပြေးဆွဲပေးတဲ့အစီအစဉ်လေးတွေရှိပါတယ်တေချာ plan detail လေးတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့မြန်မာမီရထားကိုဆက်သွယ်ပြီးတော့မှလိုအပ်တဲ့ဟာလေးတွေပေါ့နော်သူတို့ပြောတဲ့အတိုင်းဆောင်ရန်ရှာဝန်လေးနဲ့လိုက်နာပြီးတော့မှကျွန်တော်တို့တွဲပြက်လဲငှားပြီးတော့မှအပျော်စီးတောက်လို့ရပါတယ်အဲ့တော့ကုမ္ပဏီရဲ့ပဲသွားချင်တာပဲဖြစ်ဖြစ်ကိုပိုင်ကျောင်းလေးတွေကပဲသွားချင်တာပဲဖြစ်ဖြစ်ပေါ့နော်သို့မဟုတ်ကိုအစိုးရအကြောင်းမှာရှိတဲ့တငယ်ချင်းတွေတန်းကြီးတွေစုပြီးတော့မှအပျော်စီးခီးအနေနဲ့သွားချင်တာပဲဖြစ်ဖြစ်အခုလိုအစီအစဉ်လေးတွေနဲ့ယထာကိုပြေးဆွဲပေးနေတာတွေရှိပါတယ်ဆိုတော့ဒီနေရာကနေတပေါင်းနဲ့တစုရဲ့စီပေးလိုက်ပါတယ်ရှင်မကောင်းရင်ကြောက်ဖို့ဆောင်ရပက်ခိုင်ဖန်ဆင်းရှင်မခိုင်ပါရှင်နောက်ဗီဒီယိုနဲ့ပြန်ဆောင်ပါမယ်တာ